1960 ခုနှစ်ဝန်းကျင်မှာမွေးဖွားလာတဲ့ကလေးရဲ့ပုံမှန်တွင်ပြင်ကမွေးဖွားလာချိန်တည်းကသူများနဲ့မတူအဖြူအမဲဆံပင်နဲ့တမှုထူးခြားနေခဲ့သူပါအရွယ်ရောက်လာတော့လဲဖက်ရှင်ပိုင်းမှာသူများထက်အမြင်ပိုရှိပြီးတော့ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်ခဲ့တာပါကောင်မလေးကသူ့ကိုယ်သူတနာကျင်နာမှုမရှိတဲ့ရက်ဆက်သူတစ်ယောက်လို့ခံယူထားတာပါအကျော်တင်းလုံးပြီးအနိုင်မခံတတ်တဲ့ကောင်မလေးစီမှာရှာရှာပပတငယ်ချင်းအဖြစ်လူမဲကောင်မလေးတစ်ယောက်ရှိပါတယ်အနိုင်မခံတတ်တဲ့ကောင်မလေးကကြောင်းရုံးကန်းကိုအိမ်ဦးနဲ့ကျမ်းပြင်လိုအကြိမ်ပေါင်းများစွာသွားရပါတယ်နောက်ဆုံးမှာတော့ကျောင်းအုပ်ကမိခင်ကိုခေါ်ကာတင်းတင်းကြက်ကြက်ဆုံးမပေးဖို့ပြောပါတယ်မိခင်ဖြစ်သူကလည်းဒီကျောင်းမှာအနိုင်ကျင့်ဗိုလ်ကျဆိုးသွမ်းတဲ့ကလေးတွေရှိနေလို့ဆက်မထားနိုင်ကြောင်းပြောပြီးကျောင်းအုပ်ကကျောင်းမထုတ်ခင်သူတို့ဘက်ကအရင်ဦးအောင်နှုတ်ထွက်လိုက်ပါတယ်ညံကောင်းလုံးတဲ့ကလေးတစ်ယောက်ကိုမွေးထားရတာပြဿနာတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ရပါတယ်ကောင်မလေးအတွက်ပြဿနာကပြဿနာဖြစ်မနေပဲကဘာကြီးကပြဿနာလို့ထင်နေခဲ့တာပါဒီလိုနဲ့ကောင်မလေးတို့တာမီ2ယောက်လန်ဒန်မြို့ကြီးစီကိုပြောင်းရွှေ့ကြပါတယ်မိခင်ဖြစ်သူကဆွဲကြိုးလေးတစ်ခုကိုကြည့်ပြီးဝမ်းနေနေတဲ့ပုံစံပေါ်နေပေမဲ့ကောင်မလေးကတော့ဘာမှမသိပဲကလေးပီပီပြောနေပါတယ်အရေးကြီးဧည့်သည်နဲ့တွားတွေ့မှာဖြစ်လို့ကောင်မလေးကိုမိသားစုအမွေဆွဲကြိုးလေးဝတ်ပေးထားလိုက်ပြီးကားပေါ်ကစောင့်နေဖို့မှခဲ့ပါတယ်အပြင်မှာပွဲတက်ကာဝင်ဒီဇိုင်းစုံနဲ့တွာလာနေတာမြင်ရတော့ဖက်ရှင်ကိုစိတ်ဝင်စားတဲ့ကောင်မလေးကကားပေါ်ကနေဆင်းလိုက်ပါတယ်ပွဲတဲကိုရောက်တော့နာမည်ကြီးဖက်ရှင်ပြပွဲဖြစ်နေတာကြောင့်ကောင်မလေးကအံ့ဩမြင်တက်နေပါတယ်အဲ့ဒီချိန်သူမခွေးလေးအပြင်ထွက်သွားတာကြောင့်လိုက်ခေါ်နေရင်လူကြီးတယောက်ကတွေ့သွားကအပြင်ကိုခေါ်ထုတ်ဖို့ကြိုးစားပါတယ်သူမခွေးလေးကလူကြီးခြေထောက်ကိုကိုက်ဆွဲထားချိန်ကောင်မလေးကထွက်ပြေးနေရင်ဒဲမေးရှင်းခွေး3ကောင်လိုက်တာခံရလို့အသေးတန်ထွက်ပြေးရပါတယ်အပြင်ကိုရောက်တော့မိခင်ဖြစ်သူစီအပြေးသွားခဲ့ပေမဲ့ခြေချော်ကလည်းကျသွားခဲ့ချိန်ဝီစီတန်ကိုကြားလိုက်ရပြီးနောက်ကလိုက်လာတဲ့ဒဲမေးရှင်းခွေး3ကောင်ကသူမကိုကြော်သွားကမိခင်ဖြစ်သူစီကိုရောက်သွားပြီးခုံအုပ်လိုက်တာကြောင့်6ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။မြန်ဆန်လုံးတဲ့အဖြစ်အပျက်တွေကြောင့်ကောင်မလေးကကြောက်လန့်ကောင်ကိုကျွေးရင်အမိုက်ကားပေါ်ခုံချကထွက်ပြေးလာပါတယ်။သူမအမားအတွက်မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတာကြောင့်ဝမ်းနေနေရင်ဆွဲကြိုးလေးကသူမလဲကျတဲ့နေရာမှာကြံခဲ့တာတတိထားမိသွားတော့ပိုပြီးငိုကြွေးနေပါတယ်။ကောင်မလေးကမနက်ပိုင်းပန်းချံထဲမှာနိုးလာတော့အိမ်ယာမဲ့ကောင်လေး2ယောက်ဖြစ်တဲ့ခဝဝပုံစံရှိတဲ့ Horace နဲ့လူကဲခတ်တော်တဲ့ Jasper တို့နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီချိန်ပန်းချံဆောင်ရဲကရောက်လာပြီးလိုက်ဖမ်းနေတာကြောင့်ကောင်လေး2ယောက်ကထွက်ပြေးပါတယ်။ရွေးချယ်စရာမရှိတဲ့ကောင်မလေးကလည်းသူတို့နောက်ကိုလိုက်ပြီးထွက်ပြေးရပါတယ်။ကောင်မလေးကမျက်ခြေပြတ်သွားချိန်သူမခွေးလေးကအနံ့ခံကလမ်းပြခေါ်ဆောင်သွားပါတယ်။ကောင်လေးတွေကသူတို့နောက်ကိုကောင်မလေးလိုက်လာတာကြောင့်အံ့အားသင့်နေကြပါတယ်။ကောင်လေး2ယောက်ကသူမမိဘတွေအကြောင်းမေးလိုက်တော့ဝမ်းနေသွားကသူမမိခင်မရှိတော့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ Jasper ကကောင်မလေးကိုသူတို့အဖွဲ့ထဲဝင်ခဲ့ဖို့စကားဆက်လိုက်ပါတယ်။သူမရဲ့အိမ်မက်ကနာမည်ကြီး fashion designer ဖြစ်ချင်ခဲ့ပေမဲ့ခုချိန်မှာရွေးချယ်စရာမရှိတာကြောင့်လက်ခံလိုက်ပါတယ်။ကောင်မလေးကသူမရဲ့ထူးဆန်းနေတဲ့စပင်ကိုအယောင်ဆိုးပစ်ကရှေ့ဆက်ပြီးစိတ်တစ်လူတစ်နဲ့ဖြတ်တန်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက်မှာသူမတို့အဖွဲ့ဟာဘတ်စကားပေါ်မှာကျွမ်းကျင်စွာငွေရှာကြတယ်လို့သူမကိုယ်တိုင်ဖန်တီးထားတဲ့အမိုက်စားဒီဇိုင်းတွေကိုဝတ်ဆင်ကရတနာဆိုင်ကြီးတွေကိုပြစ်မှတ်ထားငွေရှာတက်ကြပြီးလူကုန်ထံတွေလာတဲတဲ့ဟိုတယ်ကြီးတွေကိုလည်းအလွတ်မပေးခဲ့ကြပါဘူး။သူမရဲ့မွေးနေ့ရက်မှာ Horace နဲ့ Jasper ကလန်ဒန်မြို့ရဲ့ကြီးကျယ်ခမ်းနားဆုံး fashion ဆိုင်တစ်ခုကအလုတ်ခန့်အပ်စာကိုလက်ဆောင်ပေးခဲ့လို့အံ့ဩဝမ်းသာနေပါတယ်။အလုတ်ရတဲ့အကြောင်းရင်းကတော့သူတို့2ယောက်ကအချက်လက်တွေကိုဖြည့်ညက်ကပ်လုပ်ပြီးသူမအလုတ်ရဖို့အတွက်စူးစမ်းပေးခဲ့ကြတာဖြစ်ပါတယ်။ကောင်မလေးကကြီးကျယ်ခမ်းနားတဲ့ fashion ဆိုင်ကြီးမှာအလုတ်ရခဲ့ပေမဲ့ဆိုင်တာဝန်ခံကသူမကိုကျန်းတိုက်ပစ္စည်းတွေနဲ့အိမ်သာတန်ရှင်းရေးကိုသာလုပ်ခိုင်းခဲ့ပြီးတခါလေသူမလက်ကိုတောင်တက်နှင်းသွားတတ်ပါတယ်။လူတွေအားလုံးပြန်သွားတဲ့ချိန်ထိနေ့ရက်တိုင်းတန်ရှင်းရေးလုပ်နေရတဲ့ကောင်မလေးကတီးမခံနိုင်တော့ဘဲဆိုင်မှာရှိတဲ့ဝိုင်ကိုယူတောက်လိုက်ပြီးဆိုင်ရှိခန်းမှာအလှပြထားတဲ့အယုတ်ဝတ်စုံကပုံတုံးနေတာကြောင့်လက်စွမ်းပြလိုက်ပါတယ်။မနက်ပိုင်းနိုးလာတော့လူတွေဝိုင်းကြည့်နေကြပြီးတာဝန်ခံကသူမကိုအပြစ်ပေးဖို့ဆွဲထုတ်သွားပါတယ်။အဲ့ဒီချိန်နေစားကတော့ရောက်လာပြီးမှန်ကန်တဲ့ကဒီဇိုင်းကိုတွေ့သွားကဘယ်သူလောက်တာလဲဆိုပြီးမေးလိုက်ပါတယ်။သူ့အပေါ်မကောင်းမြင်သွားမှကြောက်တဲ့တာဝန်ခံကပြုတ်လုတဲ့ကောင်မလေးကိုအလုတ်ဖြုတ်လိုက်ကအပြစ်ပေးဖို့ဖမ်းချုပ်ထားတဲ့ချိန်နေစားကတော့ကကောင်မလေးကိုသူမစီမအလုတ်ခန့်အပ်ကြောင်းပြောပြီးလိပ်စာကတ်ထုတ်ပေးလိုက်ပါတယ်။ကောင်မလေးကလိပ်စာကတ်ကိုကြည့်ပြီးသူမဖြစ်ချင်တဲ့ဒီဇိုင်နာလောက်ရတော့မှမို့လို့ကျဉ်းနှက်ပြီးဝမ်းသာနေပါတယ်။သူမရဲ့ပထမဆုံးအလုပ်တက်ရက်မှာနေစားကတော့ကြီးကသူမရဲ့နောက်လာမယ့်ရှိုးပွဲအတွက်ကြိုက်တဲ့ပိတ်စကိုယူပြီးကြိုက်ရဒီဇိုင်းတစ်ခုစီကိုပြုလုပ်ခိုင်းတာကြောင့်အားလုံးကစူးစမ်းနေကြပါတယ်။ဒီဇိုင်းတွေပြီးသွားတော့နေစားကတော့အမြင်မှာတစ်ခုမှအကြိုက်မတွေ့ခဲ့ပါဘူး။ကောင်မလေးဝတ်စုံကိုကြည့်ပြီးဘေးကစားတွေကိုဖျက်ချလိုက်တဲ့ချိန်ကောင်မလေးလက်ထိသွားကသွေးထွက်လာတော့အဲ့ဒီသွေးရောင်တိုင်းပိတ်ဆက်ရှာခိုင်းလိုက်ပါတယ်။ကောင်မလေးကလက်ကိုဓာတ်ထိသွားခဲ့ပေမဲ့ကျဉ်းနှက်နေပါတယ်။နောက်ပိုင်းမှာနေစားကတော့ကသူမကိုအနားမှာထားပြီးဒီဇိုင်းဆွဲခိုင်းကစိန်တော်ကြီးစီကိုပါခေါ်သွားခဲ့တာကြောင့်ကောင်မလေးကအမှတ်မထင်နေစားကတော့ရဲ့လက်ဝတ်ရတနာထားတဲ့အခန်းကိုတတိထားမိသွားပါတယ်။တရက်မှာကောင်မလေးကနေစားကတော့စီမှာသူမမိခင်ရဲ့ဆွဲကြိုးရှိနေတာကိုတွေ့သွားပြီးအံ့ဩသွားကမေးမြန်းကြည့်ပါတယ်။အဲ့ဒီဆွဲကြိုးကမိသားစုအမွေတစ်ခုဖြစ်ကအိမ်ပေါ်တယောက်ကခိုးယူသွားခဲ့ပြီးနှစ်အတန်ကြာမှပြန်ရခဲ့တဲ့အကြောင်းနေစားကတော့ကပြောပြနေပါတယ်။ကောင်မလေးက Horace နဲ့ Jasper ကိုသူမငငယ်ကသွားခဲ့တဲ့ပြပွဲကနေစားကတော့ရဲ့ပြပွဲဖြစ်ပြီးမိခင်ရဲ့ဆွဲကြိုးကနေစားကတော့စီမှာရှိနေကြောင်းပြောပြကဆွဲကြိုးကိုပြန်ယူနိုင်ဖို့အစီအစဉ်ဆွဲကြပါတယ်။နေကင်းဘက်နေစားကတော့အနားယူနေချိန်ကင်မရာရှိတဲ့နေရာတွေလုံခြုံရေးတွေနဲ့အချိန်စရာတွေကိုမှတ်သားလိုက်ပြီးနေစားကတော့ရဲ့အဖြူမဲပြပွဲရက်မှာဆွဲကြိုးပြန်ယူကြဖို့စီစဉ်ကြပါတယ်။ပြပွဲရက်မှာ Jasper ကခိုးဝင်ကကင်မရာတွေအကုန်မြင်ကွင်းပြောင်းထားလိုက်ပြီး Horace ကကြွဖန်သမားအဖြစ်အယောင်ဆောင်ကစိုင်ကြီးတဲကိုဝင်ခဲ့ကြပါတယ်။
နေစားကတော့ကသတင်းထောက်မလေးတယောက်ရဲ့ဘဝမှာအပြာရောင်မင်းစွန်းနေတာကိုတွေ့သွားကအဖြူအမဲပြပွဲစီကံဖောက်တယ်လို့ပြောလိုက်ပြီးအမိုက်ပုံးထဲထည့်လိုက်ပါတယ်။အဖြူရောင်ဘဝခြုံထားတဲ့ကောင်မလေးကလူတွေရဲ့အာယုံကိုဖန်ဆားနိုင်ဖို့အတွက်ဝိုင်ခွက်တွေကိုတိုက်ချလိုက်ပါတယ်။စူညံတန်ကြောင့်အားလုံးကလှည့်ကြည့်လာတဲ့ချိန်သူမရဲ့ပိတ်စကိုပြဖြစ်ပျောက်သွားအောင်လုပ်လိုက်တော့အနီရောင်ဝစ်စုံနဲ့လှပကျော်ရှင်းနေပါတယ်။အဖြူအမဲပြပွဲစီကံကိုဖောက်တာကြောင့်နေစားကတော့ကအပြင်ကိုဆွဲထုတ်ခိုင်းလိုက်ပေမဲ့အချီးနီးတာဖြစ်ခဲ့ပါတယ်။နေစားကတော့ကသူမကိုစကားပြောဖို့အနီးကပ်ခေါ်လိုက်တဲ့ချိန်ဆွဲကြိုးကနေစားကတော့ဝတ်ထားမှန်းကောင်မလေးကတွေ့သွားပြီးကိုယ်တိုင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မိခံတစ်တာထဲမှာဆွဲကြိုးမရှိတာသိသွားတဲ့ဂျက်စပါတို့ကကြွက်တွေထည့်ထားတဲ့အချိုပွဲကိုလာချပေးတာကြောင့်နေစားကတော့ကလန့်သွားချိန်ကောင်မလေးကဆွဲကြိုးဖြုတ်လိုက်ကသူမခွေးလေးစီကိုပြစ်ပေးလိုက်ပါတယ်။ဆွဲကြိုးမရှိတော့တာသိသွားတဲ့နေစားကတော့ကသူမခွေးလေးစီကဆွဲကြိုးကိုတွေ့သွားပြီးလိုက်ဖမ်းဖို့အတွက်ဝီစီမုတ်ကဒဲမေရှင်ခွေး၃ကောင်ကိုအချက်ပြလိုက်တော့ကောင်မလေးကတခုခုကိုအံ့ဩထိတ်လန့်သွားပါတယ်။ခွေးလေးစီကဆွဲကြိုးကိုပြန်ယူနိုင်ခဲ့ပေမဲ့အရှိန်လွန်သွားကခွေးတစ်ကောင်ကမျိုးချမိသွားတာကိုကောင်မလေးကမြင်လိုက်ပါတယ်။လူတွေအားလုံးပြပွဲအပြင်ကိုထွက်ပြေးလာခဲ့ပြီးကားမမောင်းတတ်တဲ့ကောင်မလေးကကားတစ်စီးကိုယူလိုက်ပြီးဟိုရစ်နဲ့ဂျက်စပါကိုခေါ်ဆောင်ကအကုန်ဝင်တိုက်လာခဲ့ပြီးမောင်းနေလာပါတယ်။ကောင်မလေးကအကြီးအကျယ်စိတ်ထိခိုက်နေပါတယ်။လွန်ခဲ့တဲ့10နှစ်ခန့်သူမရဲ့မိခင်ဖြစ်သူကသူမအမားကြောင့်ပြုတ်ကျသွားခဲ့တာပဲနေစားကတော့ကရည်ရွယ်ကတမင်တက်တက်ခွေး၃ကောင်ကိုစေခိုင်းခဲ့တာကြောင့်ဒါမိခင်ဖြစ်သူပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။စိတ်တက်ကြနေတဲ့ကောင်မလေးကပထမပိုင်းမှာဆွဲကြိုးလေးကိုသာပြန်ယူချင်ခဲ့တာဖြစ်ပြီးခုချိန်မှာတော့ပြန်ကလက်စားချဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်မလေးရဲ့မာယူရဲဆန်တဲ့ပင်ကိုလက္ခဏာပေါ်လာခဲ့ပြီးဒဲမေရှင်၃ကောင်တွေကတကောင်ကဆွဲကြိုးကိုမျိုးချခဲ့တာကြောင့်ခွေးတွေကိုဖမ်းခဲ့ဖို့အတွက်ဟိုရစ်နဲ့ဂျက်စပါကိုတာဝန်ပေးလိုက်ပါတယ်။ကောင်မလေးကသူမရဲ့မူလပုံစံအတိုင်းမူလတန်းကျောင်းမှာခင်မင်ခဲ့တဲ့တငယ်ချင်းဖြစ်သူသတင်းထောက်မလေးစီတွားရောက်ကနေစားကတော့အကြောင်းထက်သူမအကြောင်းကိုပိုပြီးစိတ်ဝင်စားအောင်ရေးပေးဖို့သဘောတူညီမှုယူလိုက်ပါတယ်။နောက်ထပ်သူမနဲ့အမြင်တူတဲ့ fashion ဆိုင်ပိုင်ရှင်တငယ်ချင်းစီကိုတွားရောက်ကနှစ်ယောက်အတူဒီဇိုင်းအသစ်ဆန်းတွေဖန်တီးနိုင်ဖို့အတွက်သူမအိမ်ကိုခေါ်လာခဲ့ပါတယ်။ဟိုရစ်နဲ့ဂျက်စပါတို့နှစ်ယောက်ကဟိုရစ်ခွေးလေးကိုအယောင်ပြကဒဲမေရှင်ခွေး၃ကောင်ကိုရအောင်ဖမ်းခေါ်နိုင်ခဲ့ပါတယ်။သူမကတာမန်ကောင်မလေးပုံစံအတိုင်းအလုတ်သွားနေခဲ့ပြီးနေစားကတော့ပိုင်ဆိုင်တဲ့အရာအလုံးကိုဖျက်ဆီးပစ်ဖို့တွေးနေပါတယ်။နေစားကတော့ရဲ့ fashion ပြပွဲမှာဆိုင်ကယ်တစ်စီးနဲ့ကောင်မလေးကရောက်လာခဲ့ပြီးအားလုံးရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်။ကောင်မလေးကျောင်းတွေသတင်းစာခေါင်းစည်းပိုင်းမှာနေရာယူထားတာကြောင့်မျိုးစားကတော့ကပောက်ကွဲနေပါတယ်။နောက်ထပ်နေစားကတော့ရဲ့ပြပွဲတိုင်းကိုအဖြူအမဲဆက်ပင်နဲ့ကောင်မလေးကရောက်လာတတ်ပြီးသတင်းထောက်များရဲ့အာယုံကိုဖန်ဆားက fashion ပိုင်းမှာအရန်နာမည်ကြီးလာခဲ့ပါတယ်။ကောင်မလေးကရွှေအိုရောင်တောက်ပနေတဲ့ crystal ဆေးလိုရာတွေကိုအသုံးပြုပြီးညလုံးပေါက်ဝတ်စုံတစ်ကိုဖန်တီးလိုက်ပါတယ်။နောက်ရက်မှာသူမရဲ့ပြောင်မြောက်လှပတဲ့လက်ရာကြောင့်နေစားကတော့အပါဝင်လူတွေအားလုံးကအံ့ဩမြင်တက်နေကြပါတယ်။ဝတ်စုံကိုစိတ်ကြည်နဲ့သွားတဲ့နေစားကတော့ကောင်မလေးကိုနေလေစားလိုက်ကြွေးပါတယ်။ညပိုင်းမှာအလုတ်ခန်းကိုဟိုရစ်နဲ့ဂျက်စပါတို့ကခိုးဝင်လာခဲ့ပြီးအိပ်ပျော်နေတဲ့ညဆောင်ကိုသူတို့ခိုးဝင်တာသိအောင်လုပ်ပြီးပြန်ထွက်သွားကြပါတယ်။နေစားကတော့ကသူမရဲ့အဖိုးတန်လှတဲ့ဝတ်စုံတွေခိုးခံရမှကြောက်တဲ့အတွက်ဝတ်စုံအားလုံးကိုစိတ်ချရတဲ့အလုံးပိတ်မိခံအခန်းကြီးထဲကိုထည့်ကတော့ပိတ်သိမ်းစီးလိုက်ပါတယ်။ပြပွဲရက်မှာလူတွေအားလုံးစုံနေပေမဲ့ဝတ်စုံသိမ်းစီးထားတဲ့အခန်းကဖွင့်မရတာကြောင့်စက်ကြီးတွေနဲ့ဖျက်တောက်ဖွင့်ရပါတယ်။အပေါက်ပွင့်သွားတဲ့အချိန်အခန်းထဲကနေပိုးဖလန်ပေါင်းတောင်းချီပြန်ထွက်လာခဲ့ပြီးပွဲထဲကလူတွေစီရောက်သွားတာကြောင့်အားလုံးကထွက်ပြေးရပါတယ်။ကောင်မလေးဖန်တီးထားတဲ့ဝတ်စုံကပိုးကောင်ဥတွေနဲ့ဖန်တီးထားခဲ့တာဖြစ်ပြီးအလုံးပိတ်ခန်းပူချိန်ကြောင့်အကောင်တွေပေါက်လာခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းမှန်ကိုသိသွားတဲ့နေစားကတော့ကစိတ်တူသွားပါတယ်။တစ်ဖက်မှာတော့အဖြူအမဲဆက်ပင်နဲ့ကောင်မလေးကနေစားကတော့ရဲ့ဒဲမေရှင်ခွေး၃ကောင်အယောင်နဲ့ဆင်တူတဲ့အမိုက်စားဝတ်စုံကိုဝတ်ဆင်ပြီးတငယ်ချင်းတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ရှူပွဲကျင်းပနေတာကိုနေစားကတော့ကသူမရဲ့ဆိုင်ရင်ကြီးပေါ်ကနေစောင့်ကြည့်နေခဲ့ပါတယ်။ကောင်မလေးတိုက်ခန်းစီပြန်ရောက်လာချိန်နေစားကတော့ကကြိုရောက်နေခဲ့ပြီးဟိုရစ်နဲ့ဂျက်စပါကိုထိုင်ကုန်မှာကြိုးချီကဖမ်းချုပ်ထားပါတယ်။ဒီကိစ္စမှာဟိုရစ်နဲ့ဂျက်စပါကမသက်ဆိုင်တာကြောင့်လုပ်ပေးဖို့ကောင်မလေးကပြောနေပေမဲ့နေစားကတော့ကောင်မလေးကိုရှော့ပစ်ပြီးသူတို့နှစ်ယောက်ကိုထောင်ထဲထည့်မယ်လို့ပြောလိုက်ကကောင်မလေးကိုဖမ်းချုပ်လိုက်ပါတယ်။ကောင်မလေးကမိခင်ဖြစ်သူကိုဆုံးရှုံးရတာကြောင့်နေစားကတော့ကိုတေချာပေါက်လက်စားချေမယ်လို့အခိုင်အမာပြောဆိုလိုက်ပါတယ်။နေစားကတော့ကစက်ကူစကိုမီတို့လိုက်ကအရာအလုံးကိုလောင်ကျွမ်းအောင်ပြုလုပ်လိုက်ပြီးခွေး၃ကောင်နဲ့ရေမောကထွက်သွားပါတယ်။ကောင်မလေးကလွတ်မြောက်ဖို့ရုန်းကန်ရင်းလဲကြကသတိမေ့မျောသွားပါတယ်။ဟိုရစ်နဲ့ဂျက်စပါကဖမ်းခံလိုက်ရပြီးသူမသတင်းကနာမည်ကြီးသွားခဲ့ပါတယ်။ရဲစခန်းစီကိုဦးတီလာနေတဲ့ Trust ကားတစ်စီးကိုကြောင်ကြည့်နေကြချိန်တဲ့ကြီးဝင်တိုက်ပြီးထွက်ပြေးသွားတော့နောက်ကနေရဲတွေလိုက်ရပါတယ်။လမ်းတစ်ခုအရောက်မှာကားပေါ်ကအမိုက်တွေစုပုံချထားတာကြောင့်တိုက်မိတာရဲကားတွေပိတ်မိပြီးမျက်ခြေပြတ်သွားပါတယ်။ခွေးလေးအကူကြီးကြောင့်ဟိုရစ်နဲ့ဂျက်စပါကတော့ကိုယူကထွက်လိုက်ပြီးတွေ့ရကောက်ဝစ်ပြီးအယောင်ဆောင်ကထွက်လာကြပါတယ်။သူတို့ကိုကယ်တင်ခဲ့တဲ့သူကလူတွေအားလုံးကတေဆုံးသွားပြီးထင်နေခဲ့တဲ့ကောင်မလေးဖြစ်နေခဲ့ပါတယ်။ဟိုရစ်နဲ့ဂျက်စပါကိုကားပေါ်တက်ဖို့ပြောနေပေမဲ့စိတ်ဆိုးကလက်မခံတာကြောင့်နေစားကတော့ကသူမရဲ့မိခင်ရင်ဖြစ်ကြောင်းပြောပြလိုက်တော့အံ့ဩသွားကြပါတယ်။ကောင်မလေးကမေ့မျောသွားပြီးတတိယလာတော့ဧကန်တစ်ခုမှဖြစ်နေပါတယ်။အဲ့ဒီချိန်နေစားကတော့ရဲ့လူယုံကရောက်လာကသူကိုယ်တိုင်ကတင်ထားကြောင်းပြောပါတယ်။မိတဲ့ကကောက်လာတဲ့ဆွဲကြိုးကိုပြလိုက်ကဆွဲသည့်အလဲကတော့ချောင်းလေးကိုထုတ်လိုက်ပြီးကောင်မလေးကိုပေးလိုက်ကတစ်တာတစ်လုံးကိုဖွင့်ဖို့ပြောလိုက်ပါတယ်။ဖွင့်ကြည့်လိုက်တော့နေစားကတော့ရဲ့မွေးစင်းစာရွက်ဖြစ်နေပါတယ်။နေစားကြီးကစိတ်တဘောထားကောင်းကရိုးရှင်းစွာနေတတ်ပါတယ်။နေစားကတော့မှကိုဝင်ရှိလာတော့ပျော်ရွှင်သွားတဲ့နေစားကြီးကမိသားစုအမွေဆွဲကြိုးနဲ့တခြားပစ္စည်းတွေကိုပေးအပ်ခဲ့ပါတယ်
နေစားကတော့ကရှေ့မှာပျော်ရွှင်ပြနေပေမဲ့နောက်ွယ်မှာအကြံတစ်ခုရှိနေပါတယ်ကလေးမွေးဖွားပြီးနေစားကြီးခီးသွားနေချိန်မှာကလေးကိုစွန့်ပစ်ဖို့အတွက်လူယုံတော်ကိုစေခိုင်းခဲ့ပါတယ်နေစားကြီးရဲ့မျိုးဆက်ဖြစ်တာကြောင့်လူယုံတော်ကကျင်နာတတ်တဲ့အိမ်ဖော်မလေးကိုကလေးပေးလိုက်ကတိတ်တဆိတ်ချေရဖျောက်ခိုင်းလိုက်ပါတယ်ကလေးမရှိတော့တဲ့နောက်ပိုင်းနေစားကြီးလဲလုံးပပလာကဘဝကြီးကိုအဆုံးသတ်သွားပါတယ်ကောင်မလေးကလူယုံတော်ပြောတဲ့စကားတွေကိုနားထောင်ပြီးနေစားကတော့ကသူမအမေမဖြစ်နိုင်ဘူးလို့ပြောကလက်မခံနိုင်ပဲထွက်လာခဲ့ပါတယ်သူမရဲ့ရန်သူတော်ကြီးနေစားကတော့ကအမေရင်းဖြစ်နေခဲ့ပြီးသူမရဲ့မွေးစားမိခင်ကိုရှော့ပစ်ခဲ့တာကိုမယုံနိုင်ဖြစ်နေပါတယ်သူမမွေးစားမိခင်ကစိတ်ထားနှူးညံ့နေခဲ့ပြီးသူမကအမြဲတမ်းပြဿနာရှာနေတတ်ကမိုင်းယူရဲဆန်နေတတ်တာကနေစားကတော့ရဲ့ဗီဇသွေးပါခဲ့လို့ဆိုတာကိုကောင်မလေးကနောက်ဆုံးမှာတော့သဘောပေါက်နားလည်သွားခဲ့ပြီးသူမရတင်တဲ့အရာအလုံးကိုပြန်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ဆုံးအချုပ်ထဲမှာရှိတဲ့ Horace နဲ့ Jasper ကိုမိုင်းယူရဲဆန်တွားရောက်ကယ်တင်ခဲ့တာဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်ခုံအုပ်ခံလိုက်ရပြီးလဲကျသွားပါတယ်နောက်ထပ်အဖြူမဲစပင်နဲ့အမျိုးသမီးတွေလည်းလုံခြုံရေးတွေရဲ့ချုံနှောင်ခြင်းကိုခံခဲ့ရပါတယ်နေစားကတော့ကကောင်မလေးရဲ့အလောင်းမတွေ့တာကြောင့်အသက်ရှင်နေသေးမှန်းသိနေခဲ့ပါတယ်အဲ့ဒါကြောင့်သူမရဲ့ပြပွဲစီကိုကောင်မလေးရောက်လာမယ်လို့ခံမှန်းကအမိဖမ်းပြီးအဆုံးသတ်ပေးဖို့အတွက်ကြိုတင်ပြင်ဆင်ထားတာကြောင့်လုံခြုံရေးတွေကအဖြူမဲစပင်နဲ့အမျိုးသမီးတွေကိုလိုက်ရှာနေကြတာဖြစ်ပါတယ်နေစားကတော့ပြပွဲတဲကိုဆင်းလာချိန်မြင်လိုက်ရတဲ့မြင်ကွင်းကအမျိုးသမီးတွေအားလုံးအဖြူမဲဆန်ပင်ဝတ်စုံတွေနဲ့ဖြစ်နေတာကြောင့်သူမအစီအစဉ်မအောင်မြင်မှာစိုးကမျက်နှာမှာမအီမတာဖြစ်သွားပါတယ်အားလုံးအဖြူမဲဖြစ်နေတာကကောင်မလေးရဲ့အစီအစဉ်ဖြစ်ပြီး Horace နဲ့ Jasper ကပြပွဲမှာဒီလိုဝတ်စားလာဖို့အတွက်နေစားကတော့ပို့ခိုင်းတဲ့သဘောမျိုးနဲ့ပို့ပေးခဲ့ကြတာဖြစ်ပါတယ်နေစားကတော့ကသတိထားနေပေမဲ့ကောင်မလေးကလှုပ်ဝက်စွာခွေးဝီစီကိုယူလိုက်ပြီးတန့်စင်ကန်ထဲမှာအဝတ်လဲလိုက်ပါတယ်အပြင်ကဝီစီမုတ်တန်ကြောင့်ဒဲမေးရှင်းခွေးသုံးကောင်ကကနာမငြိမ်ဖြစ်ကနေစားကတော့ကိုဆွဲခေါ်သွားကြပါတယ်အပြင်မှာရက်နေတဲ့ကောင်မလေးကိုတွေးလိုက်ရတဲ့နေစားကတော့ကကောင်မလေးပြုတ်ကျသွားအောင်ရည်ရွယ်ပြီးခွေးသုံးကောင်ကိုလွတ်လိုက်ပေမဲ့ Horace ကလေ့ကျင့်ပေးထားခဲ့တာကြောင့်ကောင်မလေးစီမှာငြိမ်သက်နေကြပါတယ်အဲ့ဒီချိန်လူယုံတော်ကလူတွေအားလုံးကိုအပြင်ထွက်ခဲ့ဖို့တိုက်တွန်းလိုက်ပါတယ်နေစားကတော့ကသူမမိခင်အရင်ဆိုတာကောင်မလေးကတီထားကြောင်းဖွင့်ပြောလိုက်ချိန်နေစားကတော့ကအရာအလုံးဟာသူမအမဖြစ်ပြီးတမိတယောက်ဖြစ်လက်ခံကြောင်းအချိုတက်ကအနာသွားပြီးတွန်းချလိုက်ပါတယ်သူမလှုပ်ရက်ကြောင့်လူတွေအားလုံးအံ့ဩထိတ်လန့်သွားတဲ့ချိန်ကောင်မလေးပါတာခုံချသွားခဲ့တာပါဆိုပြီးလိန်ပြောနေပေမဲ့ရဲဖမ်းခံလိုက်ရပါတယ်တေဆုံးသွားတဲ့နေစားကတော့ရဲ့သမီးရင်းကသူမအမွေတွေကိုတငယ်ချင်းဖြစ်သူအဖြူမဲဆက်ပင်နဲ့ကောင်မလေးကိုပေးခဲ့တယ်ဆိုကစာချုပ်ထားခဲ့ပါတယ်အစပိုင်းမှာကောင်မလေးကသူမတငယ်ချင်းဒီဇိုင်နာစီတွားရောက်ကနှစ်ယောက်အတူစိတ်ချရတဲ့လေထီကဝင်တစ်ထည်ကိုကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကောင်မလေး6ထဲပြုတ်ကျသွားခဲ့ပေမဲ့သူမရဲ့အထူးပြုလုပ်ထားတဲ့လေထီကဝင်ကြောင့်အသက်ရှင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးကသူမပိုင်ဆိုင်တဲ့ဆိုင်ရင်ကြီးစီကိုဒီဇိုင်နာတငယ်ချင်းနဲ့အတူ Horace နဲ့ Jasper တို့ကိုခေါ်ဆောင်လာခဲ့ပြီးလူယုံတော်ကြီးအပါဝင်ကျန်တဲ့ခွေးတွေနဲ့ဘဝကြီးကိုဖျက်ဆီးသွားပါတယ်။